အားလုံးပဲမင်္ဂလာပါဒီချက်မမှာဒီနေ့ဒီချက်မက Grade 9 English စာရဲ့ Unit 8 Lesson 1 What electrical devices would you like to have ဆိုတဲ့သင်ခန်းစာကိုအပိုင်း2အနေနဲ့ပြဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့သင်ခန်းစာမှာချေတို့ကဒီ audio လေးကိုနားထောင်ပြီးတော့မှကွက်လက်လေးတွေကိုဖြည့်ခဲ့ကြတယ်အဲ့တော့ဒီနေ့ဒီချက်ကဒီ audio လေးကိုဒီ dialogue လေးကိုရှင်းပြမှာပေါ့နော်အဲ့တော့မရှင်းပြခင်မှာဒီ channel တူတူဒီ dialogue လေးနဲ့ဒီစာသားလေးတွေနဲ့ကိုအတူတူတွဲပြီးတော့နားထောင်ကြည့်လိုက်ကြရအောင် Listening and speaking. Track 10. Exercise 3A. Listen to the dialogue and tick the devices that you hear. At an electrical store. Good morning, what can I help you? Yes, I want to know, what household devices are available at the store? Here are so many things, mostly domestic appliances like refrigerator, washing machine, electric kettle, electric stove, and many other things. What would you like to buy? I want to buy some devices for my mother's kitchen. Do you have microwave oven? Of course, they are on sale now. A promotion period for some brands started last week. It will last till the end of the month. What about blenders? Various models of different brands can be available. More and more people buy blenders these days, because of their usefulness. I'd like to give my mom a present that would make her happy. She loves cooking so much. What about a pressure cooker? She can prepare dishes, like stew in shorter time with this cooker. She has already got one. Let me think of another alternative. If you want to buy modern kitchen appliances, you can choose from a range of things. Let me show you some of them. Okay, let's see, go ahead. Come this way, please. နားထောင်ပြီးဆိုရင်တော့ဒီချေတို့ဒါလေးကိုရှင်းပြမယ်နော်အဲ့တော့ဒီမှာကြောက်တဲ့ချေတို့က at an electrical store ပေါ့နော်လျှက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်လျှက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်မှာကေသွဲနဲ့ကေသွဲက customer ဖြစ်မှာပေါ့နော်ဒါsorry ကေသွဲကကြတော့အယောင်းဝင်နေဖြစ်မယ်ကြော်စင်ကကြတော့လာဝဲတဲ့ customer ပေါ့နော်သူတို့နှစ်ယောက်ရဲ့အပြန်အလှန်ပြောတယ် dialogue လေးပေါ့နော်အဲ့တော့ချေတို့ကြည့်ရအောင်အရင်ဆုံးကေသွဲကစပြောတယ်အဲ့တော့ဆိုင်ထဲကို customer ဝင်လာပြီဆိုလို့ရှိရင်ဒီချေတို့တွေဒီအယောင်းစရေးကဆိုင်မှာရှိရဝင်နေနှုတ်ဆက်တယ်ပေါ့နော်အဲ့တော့ good morning what can I help youအဲ့တော့ what can I good morning ဆိုတာမင်္ဂလာပါပေါ့ညီမတို့သိနေအောင်ပြန်မင်္ဂလာပါ what can I help you အဲ့တော့သူ့ကိုတိုက်ရိုက်တွေပြန်တော့ဘာကူညီပေးရမလဲပေါ့မြန်မာမှာတော့ချေတို့ကဆိုင်ထဲကိုဝင်လာလို့ဘာကူညီပေးရမလဲလို့တော့ဟိုတိုက်ရိုက်ကြီးအင်္ဂလိပ်လိုမေးလို့မရှိဘူးလေအခုဘာလေးများလို့ချင်လဲဘာရှာလဲမသိဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးမေးတာအဲ့တော့ချေတို့တွေကမြန်မာလိုဘာရှာလဲမသိဘူးကိုဘာလို့ချင်လဲလို့မေးလို့ရှိရင်အင်္ဂလိပ်လိုချေတို့က what can I help you လို့မေးရတယ်ပေါ့နော် yes I want to know what household devices are available at the store အဲ့တော့အကောင်းမီးတဲ့နဲ့ငါတိကျနေ I want to know what household devices ဘယ်လိုမျိုးအိမ်သုံးပစ္စည်းတွေက are available at the store ဒီဆိုင်မှာဘယ်လိုအိမ်သုံးပစ္စည်းလေးရလဲတဲ့အဲ့လိုမျိုးမေးရပါတော့အိမ်သုံးပစ္စည်းလေးတွေအိမ်သုံးတဲ့စက်ပစ္စည်းလေးရလေတဲ့ကေသွဲကကြတော့ပြန်ပြောတယ်တဲ့ there are so many things တဲ့ပစ္စည်းတွေအများကြီးရှိရပဲတဲ့mostly domestic appliances တဲ့အများဆုံးရှိတာကတော့ဒီအိမ်သုံးပစ္စည်းတွေပေါ့နော်ဒီမှာ domestic ကကျတော့ကျွန်တော်ကသူ့ရဲ့အဓိပ္ပာယ်ကနှစ်မျိုးရှိတယ် related to the home or family အိမ်တို့မိသားစုတို့နဲ့သက်ဆိုင်နေဆိုတာကိုလေကျွန်တော် domestic လို့သုံးတယ်နောက်တစ်ခုကကျတော့နိုင်ငံ related to a country ပေါ့နော်ကိုယ်နိုင်ငံနဲ့အဲ့တော့ domestic ဒါမျိုးကျွန်တော်မှသုံးလဲဆိုတော့လေကြောင်းလိုင်းတွေမှာသုံးတယ် domestic flight နဲ့ international flight ပေါ့နော် domestic flight ဆိုတော့ကျွန်တော်ပြည်တွင်းလေကြောင်းတွေပြည်တွင်းဆွဲလေကြောင်းတွေမြန်မာနိုင်ငံမှာဆိုရင်ရန်ကုန်တို့မန္တလေးတို့ရန်ကုန်ကနေမန္တလေးကိုသွားတာမျိုးဆိုလို့ရှိရင်ကျွန်တော် domestic flight လို့ခေါ်တယ်။ရန်ကုန်ကနေပြီးတော့မှဘန်ကောက်တို့သွားတာမျိုးစင်ကာပူတို့သွားမျိုးဆိုလို့ရှိရင်တော့ international flight လို့ခေါ်တာပေါ့နော်။ domestic ရဲ့အဓိပ္ပာယ်ကနှစ်မျိုးရှိရဲ့။ဒီမှာကကျွန်တော်အိမ်နဲ့ဆိုင်တာပေါ့နော်။အိမ်သုံးပစ္စည်းတွေရှိရဲ့။များသောအားဖြင့်ကတော့အိမ်သုံးပစ္စည်းတွေရှိရဲ့ဘယ်လိုမျိုးဆို like refrigerator ရေခဲတက်တာလိုမျိုးတွေ washing machine အဝတ်လျှော်စက်တွေလိုမျိုးတွေနောက်ပြီးတော့ electric kettle လျှက်စစ်ရင်တွေအိုးလိုမျိုး electric stove ကကြချင်လို့လျှက်စစ်မီးဖိုပေါ့နော်မီးဖို and many other things ပစ္စည်းအများကြီးရှိရတော့ဒီ electrical store ဆိုတော့ပစ္စည်းကတော့ဘာတွေရှိလဲလို့မေးလို့ရှိရင်ပြန်ဖြေဖို့တော့ခက်တာပေါ့နော်ပစ္စည်းတွေကတော့အများကြီးပဲအိမ်သုံးပစ္စည်းတွေများသောအားဖြင့်ရှိတာတော့အိမ်သုံးပစ္စည်းတွေတဲ့
အဲ့တော့ what would you like to buy or would you like ကကြတော့လဲဆိုတော့ do you want နဲ့တူပဲဘာလေးများဝယ်ချင်လဲအကိုတဲ့မိရပေါ့နော်အဲ့တော့နည်းနည်းလေးတိကျထပ်ပြောတယ် I want to buy some devices for my mother's kitchen အဲ့တော့အမေမိဖို့ကြောင့်တွေ့တဲ့တချို့ပစ္စည်းလေးဝယ်ချင်လို့တဲ့ do you have microwave oven တဲ့အဲ့ microwave oven ရှိလားတဲ့of course တဲ့ရှိတာပေါ့ကိုတဲ့ they are on sales now sales ready ပြပါလဲဆိုတော့ cherry ကဈေး short ဈေးနဲ့ရောင်းနေတာလောလောဆယ် short ဈေးနဲ့ရနိုင်ဝယ်လို့ရတာ cherry က sale လို့ခေါ်တယ် they are on sale now နဲ့အခုလောလောဆယ်တော့ short ဈေးရှိတယ်တဲ့ a promotion period for some brands started last week အဲ့တော့ promotion ဆိုတာကြတော့ကြော်ညာတဲ့အချိန်ကာလကိုကျွန်တော်ကကြော်ညာတာကိုတချို့ဒီခုကိုရောင်းတာကြော်ညာတာကို promotion လို့ခေါ်တယ်အဲ့ဆိုတော့အခုဒီမှာဆိုလို့ရှိရင် short ဈေးနဲ့ရောင်းနေတာ promotion လုပ်နေတာပေါ့နော်အဲ့ promotion period ကဒီဈေး short ပေးတဲ့ကာလကတော့တဲ့ for some brand အဲ့တော့သူက microwave oven ဆိုလို့ရှိရင်တစိမ့်တွေအမျိုးမျိုးရှိတာပေါ့နော်ပစ္စည်းတွေလည်းမျိုးမျိုးရှိတယ်နိုင်ငံခြားမှာဘယ်နိုင်ငံဂျပန်ထုတ်တဲ့ပစ္စည်းရှိတယ်တခြားနိုင်ငံထိုင်းနိုင်ငံပစ္စည်းတွေရှိတယ်အဲ့ဒါမှတစိမ့်တွေမျိုးမျိုးရှိတယ်အဲ့ brand ဆိုတာရှိတော့တစိမ့်ကိုခေါ်တာပေါ့နော်တစိမ့်တွေအမျိုးမျိုး sample တချို့တော့တစိမ့်တွေရဲ့ promotion ကာလကတော့ started last week ပြီးခဲ့တဲ့ဘက်ကလေးကစတာတဲ့ it will last ဆိုတာဒီမှာကြာလိမ့်မယ် till the end of the month ဒီလကုန်လောက်ထိ promotion ရရှိနေဦးမှာကိုတဲ့ဆိုတော့ဒါဆိုလို့ရှိရင်ဒါဆက်မေး what about blenders blender တွေကရောမှွေဆက်တွေရောပေါ့နော်ဖြောဆက်တွေရောတဲ့ဆိုတော့ various models of different brands တဲ့တော့ model ကကြတော့ပစ္စည်းတွေရဲ့ model ပေါ့နော်ကောင်းတာကောင်းစားတွေဈေးတင်ပြီးတော့တိတ်ပြီးတော့ရေ quality ကအရင်မကောင်းတာမျိုးတွေအရင်ကောင်းတာမျိုးကျွန်တော်တို့ model လို့ခေါ်တာပေါ့နော် model အမျိုးမျိုး of different brands ဆိုတော့ဒီစိတ်အမျိုးမျိုး model အမျိုးမျိုး can be available ဆိုရနိုင်နေရှိရတော့အခုဘာ model လို့ဆိုလဲဘာ brand လို့ဆိုလဲဒီမှာအဆုံးရှိရပေါ့နော်ဒီမှာလို့ပြောမယ်ဆိုလို့ရှိရင် more and more people buy blenders အဲ့တော့လူတွေကတဲ့ blenders တွေကိုပို့ပြီးတော့လူတော်တော်များလူတွေက blender ဝယ်လူတော်များတဲ့ဝယ်ကြတယ်တဲ့ these days ဒီနေ့ခေတ်မှာတဲ့ဒီရက်ထဲတွေမှာပေါ့နော် because of their usefulness ဘာလို့လဲဆိုတော့သူတို့အရန်ကိုအသုံးဝင်လို့တဲ့အသုံးဝင်တော့ blenders ကိုဝယ်လူတွေပို့ပြီးတော့များလာတယ်ကိုတဲ့ဆိုတော့I like to give my mom a present that would make her happy အဲ့တော့အမေကိုလက်ဆောင်လေးပေးချင်တာတဲ့သူ့ကိုပျော်သွားအောင်လက်ဆောင်လေးပေးချင်တာတဲ့ she loves cooking so much တဲ့သူကတဲ့ဟင်းချက်တာအရန်ကိုကြိုက်တယ်တဲ့Okay သူရဆက်ပြောတယ် what about a pressure cooker တဲ့အဲဆို pressure cooker ပေးရောကိုတဲ့ pressure cooker လေးရောတဲ့ she can prepare dishes like stew in a shorter time with this cooker အဲ့တော့ she can prepare dishes တဲ့ prepare dishes ဆိုတာကျတို့ကအစားအသောက်ကိုချက်ပြုတ်တာဟင်းတွေချက်တာကိုကျတို့က prepare dishes လို့ခေါ်တယ်ဟင်းချက်လို့ရတယ်တဲ့ like stew တဲ့ stew ဆိုတာကျတို့တွေဒီရေအကြာကြီးပေါ့နော်အကြာကြီးမီးအေးလေးနဲ့ပြုတ်နူးအိနေအောင်ပြုတ်တာကိုချိုရီက stew လုပ်တယ်လို့ခေါ်တယ်။များသောအားဖြင့်ချိုရီက west stew လို့ပါတော့ပေါ့နော်။အိနေအောင်ပေါ့နော်။အဲ့လိုအသားကိုနူးပြီးတော့အိနေအောင်လို့အကြာကြီးမီးအေးလေးနဲ့ချက်တာမျိုးချိုရီ slow cooking လုပ်တာမျိုးကိုstew လုပ်တယ်လို့ခေါ်တယ်ပေါ့နော်။ချဲပြီးခဲ့တဲ့ဘိုင်းမှာရှင်းသလိုပဲ pressure cooker ကကြတော့အဲ့လိုမျိုးအချိန်အကြာကြီးပေးပြီးတော့နူးအိနေအောင်လုပ်ရတဲ့ဟင်းတွေကိုဒီ pressure နဲ့ပေါ့နော်လေဖိအားနဲ့သူကလေဖိအားနဲ့အချိန်တိုအတွင်းမှာမြန်ကျက်သွားအောင်လို့ချက်တာပေါ့နော်ဒါကြောင့်မို့လို့ stew လိုမျိုးတဲ့ဟင်းတွေကိုတဲ့ဒီအချိန် shorter time ပို့ပြီးတော့အချိန်တိုလေးနဲ့ချက်လို့ရတယ်တဲ့ with this cooker ဒီ cooker နဲ့ဆိုလို့ရှိရင်တဲ့ cooker ဆိုတာဒီမှာကျတော့ cook ဆိုတာကျတော့ချက်တာပေါ့နော်အဲ့တော့ချက်တယ် cooker ကကျညာတော့အဖြစ်ဆိုလို့ရှိရင်ကျတော့ ER ပေါင်းလို့ရှိရင်လူဖြစ်သွားတယ် for example play ဆိုလို့ရှိရင် player ဖြစ်သွားတယ်ပေါ့နော် read ကစာဖတ်တယ်ဆိုလို့ရှိရင် reader ဖြစ်သွားတယ်ဒါပေမဲ့ဒီမှာကျတော့ cook ကကြတော့ထူးခြားတဲ့ချက်က cook က ER ပေါင်းလို့ရှိရင်ဟင်းချက်တဲ့သူမဖြစ်သွားဘူးဟင်းချက်တဲ့အိုးကို cook လို့ခေါ်တာဟင်းချက်တဲ့သူက cook ပဲcook ကverb အနေနဲ့ဟင်းချက်ပြုတ်တာကိုလည်း cook လို့ခေါ်တယ်ချက်ပြုတ်တဲ့သူကိုလည်း cook လို့ခေါ်တယ် cooker ဆိုပြီး ER ထည့်လို့ရှိရင်တချို့တွေကချက်တဲ့ပစ္စည်းပေါ့နော်အိုးတွေဖြစ်သွားတယ်အဲ့တော့ဒီ cooker နဲ့ဆိုလို့ရှိရင်အချိန်တိုအတွင်းမှာ stew လိုမျိုးဟင်းတွေကိုချက်လို့ရတယ်တဲ့အဲ့တော့ဆက်ပြောတယ် she has already got one တဲ့သူမှာအဲ့လိုမျိုး pressure cooker တစ်ခုရှိပြီးသားတဲ့let me think of another alternative ပေါ့နော် alternative ဆိုတာတခြားရွေးစရာ another choice ကိုပြောတာအဲ့တော့ငါတခြားရွေးစရာလေးတွေစဉ်းစားလိုက်အောင်မေးတဲ့အဲ့တော့အရောင်းဝင်တယ်ဆိုတော့တစ်ခုပြတာပေါ့နော် if you want to buy နဲ့အဲ့တော့ with modern kitchen appliances တဲ့ခင်မီအိမ်သုံးပစ္စည်းတွေ
ဝယ်ချင်တယ်ဆိုလို့ရှိရင်တဲ့ you can choose from a range of things range of things ဆိုတာကြတော့ different အများကြီးပစ္စည်းအများကြီးမျိုးစားအများကြီးကို a range of things လို့ခေါ်ပါတော့ပစ္စည်းအများကြီးကနေပြီးတော့မှတဲ့ရွေးလို့ရတယ်တဲ့အဲ့တော့ let me show you some of them တဲ့အဲ့တော့ပစ္စည်းလေးညီမလိုက်ပြမယ်ပေါ့နော်ညီမလိုက်ပြပါမယ်တဲ့သူကအဲ့လိုမျိုးပြောတာ okay let's see တဲ့ကြည့်ရပေါ့တဲ့ go ahead တဲ့ပြပါတဲ့သွားပါပေါ့နော်ပြပါဆိုပြီး come this way please တဲ့ဒီဘက်ကိုလာခဲ့ပါအကိုတဲ့ဆိုပြီးတော့ဒါလေးနဲ့ conversation လေးကိုစုံသွားတယ်ပေါ့နော်ဒါကကျတော့ဘာမှလဲဆိုတော့ electrical store တစ်ခုမှာဒီအရောင်းဝန်ထမ်းနဲ့ customer နဲ့အပြန်အလှန်ပြောနေတဲ့ conversation dialogue လေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျတို့တွေကဘာတွေကိုသိနိုင်လဲဆိုလို့ရှိရင် vocabulary တွေသိနိုင်တယ်နောက်ပြီးတော့ကြတော့အပြန်အလှန်ပြောတဲ့အခါမှာအရောင်းဝန်ထမ်းကဘယ်လိုမျိုးပြောလဲ customer ကဘယ်လိုမျိုးပြန်ပြောလဲဆိုတာတွေကိုလည်းကျတို့ကလေ့လာနိုင်တယ်ဒါဆိုလို့ရှိရင်ကျတို့ဒီမှာပါတယ်ပစ္စည်းလေးတွေကိုပုံလေးနဲ့တစ်ချက်ကြည့်အောင်နော်ဒါကချက်ပြီးခဲ့တဲ့ဘက်မှာမပြလိုက်ရတဲ့ water purifier ပေါ့နော်သူကရေတန်းဆက်ရေကိုတစ်ခါလဲဆိုတော့လာတဲ့ဒီလာတဲ့ရေကိုတစ်ခါလဲဒီ basin အောက်ပြတဲ့နေရာ basin အောက်လိုနေရာမျိုးမှာတစ်ခါလဲ purify လုပ်ထားတာပေါ့နော် electric kettle ကတော့ကျွန်တော်များအကုန်လုံးနှီးပါသိကြပါတယ် microwave oven ကကြတော့သူကဒီမှာအထဲထဲမှာအဝိုင်းခလုတ်လေးနှိပ်ကြလို့ရှိရင်အထဲမှာအဝိုင်းလေးလဲပြီးတော့ဟင်းနှွေးပေးရပေါ့နော်သူကဒီ microwave နဲ့ဒီအပူပေးတာပေါ့နော်အဲ့မှာတချို့ကြကျတော့ရိုးရိုး oven ရှိရရိုး oven ကျတော့ကင်နဲ့ဆက်ပေါ့နော် microwave ကကြတော့လို့ပက်လေကနေအပူပေးပြီးတော့အထဲကပကံထဲကဟင်းကိုအပူပေးတာရိုးရိုး oven ကကြတဲ့တို့ကအကင်ဆက်တို့ဖုတ်ဆက်တို့ကကြပါလဲဆိုအပေါ်မီအောက်မီနဲ့ပေးတာပေါ့နော်အဲ့တော့ရိုးရိုး oven နဲ့ microwave oven နဲ့မတူပေါ့နော် microwave oven ကကြတော့အောက်မီမရှိဘူးဘေးပက်လေကနေအပူပေးပြီးတော့မှပကံထဲမှာရှိတဲ့ဟင်းကိုပူစေတာပေါ့နော်အဲ့တော့ရိုးရိုး oven ကကြာချိုးတွေကအပေါ်မီအောက်မီနဲ့အလယ်မှာကိုထားခြင်းထဲမှာကိတ်မုံတို့ပေါင်မုံတို့လိုမျိုးကြက်သားကင်နာမျိုးတွေဆိုလို့ရှိရင်ကင်နဲ့ဆက်ပေါ့နော်ကင်နဲ့ oven ကတက်တဲ့ microwave oven ကတက်တဲ့မတူပေါ့နော်ဒီဘက်က refrigerator ကြာရေခဲတက်တာလည်းဒါလိုတိုင်းသိရဲ့ electric stove ကကြာတော့ချိုးတွေလျှစ်စစ်မီးဖို့ပေါ့နော်မီးဖို့ဒါဆိုရင်ချိုးတို့ဒီမှာအတန်လေးရင်းနဲ့သူ့ရဲ့အတန်တော်လေးတစ်ချက်ပြန်ပြီးတော့လေ့လာကြည့်အောင် water purifier, electric kettle, microwave oven, refrigerator, electric stove. ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်လေ့ကျင့်ခန်းတစ်ခုဆက်သွားကြမယ် Number 3B complete each sentence with an appropriate electrical device အဲ့တော့တင့်တယ်ရတဲ့ electrical device တွေနဲ့ဒီ sentence ကိုဖြည့်ပါတယ်ဒါလည်းတစ်ချက်တို့တူတူပဲကိုယ့်ဘာသာကိုအရင်ဆုံးလုပ်ကြည့်ပေါ့နော်အဲ့တော့ number 1က a blank is a home appliance အိမ်သုံးပစ္စည်း used to wash the laundry wash the laundry ဆိုတာအဝတ်လျှော်ဖို့အတွက်သုံးတဲ့ပစ္စည်းဘာဖြစ်မလဲ Number 2 a blank is a machine used to clean cooking utensils and dishes အဲ့တော့ cooking utensils ဆိုတာကြတော့ဟင်းချက်ရင်သုံးတဲ့ပစ္စည်းတွေကို cooking utensils လို့ခေါ် for example ကျွန်တော်ဇွန်းတွေရောင်းမတွေအဲ့လိုမျိုးပစ္စည်းတွေပေါ့နော်အဲ့ဒါကိုကျွန်တော် cooking utensils လို့ခေါ်တယ်အဲ့တော့အဲ့လိုမျိုးပစ္စည်းတွေနဲ့ပကံတွေ dishes ပကံတွေကို clean တန့်ရှင်းဖို့အတွက်သုံးတဲ့စက်ကပါလေ Number 3 a blank is a device used to remove dirt ဒါဆိုအမှိုက်တွေအငြိကြေးတွေ from floors ဆိုတာကြတော့တန်းပြင်နဲ့ and other surface တခြားမျက်နှာပြင်နဲ့ for example sofa board တွေဘာတွေပေါ့နော်အဲ့လိုမျိုးနေရာတွေမှာရှိရဲတန်းပြင်နဲ့အဲ့လိုမျိုးတခြားမျက်နှာပြင်တွေမှာရှိတယ်အမှိုက်တွေကိုတန်ရှင်းဖို့ဖယ်ရှားဖို့အတွက်သုံးတဲ့ပစ္စည်းကပါလေ Number 4 a blank is a kitchen appliance ဒါကတော့ kitchen မှာသုံးတဲ့ပစ္စည်းမိဖို့ကြောင့်သုံးပစ္စည်း used to store food and drinks at a cool temperature အဲ့တော့အစားအသောက်တွေနဲ့အစားအစာတွေနဲ့တောက်စရာတွေကို temperature cool temperature အေးလေးမှာတင်ထားဖို့အတွက်သုံးတဲ့ kitchen appliance ကပါလေ Number 5 a blank is a large piece of electrical equipment okay အဲ့တော့သူကကြတော့ပစ္စည်းတစ်လေးမဟုတ်ဘူးပစ္စည်းခက်ကြီးပေါ့နော်လက်စစ်ကရိယာပစ္စည်းကရိယာခက်ကြီးတစ်ခု in which အဲ့ထဲမှာ food is kept အစားအသောက်ကိုထည့်ထားတင်ထားတယ် frozen ခဲအောင်ထားတယ်ပါ sorry keep frozen ပေါ့နော်သူကပါလဲဆိုတော့အေးအောင်ထားတာခဲအောင်ထားတာ at a low temperature ဆိုတော့လုံးဝအပူချိန်အနိမ့်မိုင်းမှာအေးနေအောင်ခဲနေအောင်အစားအသောက်ကိုထားဖို့အတွက်သုံးတဲ့
လျှက်စစ်ပစ္စည်းလျှက်စစ်ကရိယာအကြီးစားကဘာလဲပေါ့နော်အဲ့ဒါကိုဒါကကျွန်တော်တင်ပြီးသား vocab home ဒီလျှက်စစ်ပစ္စည်းတွေထဲမှာတင်ပြီးသားလျှက်စစ်ပစ္စည်းတွေကပဲဖြည့်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒါကိုစဉ်းစားပြီးတော့ဖြည့်ကြည့်ပါသူကပြီးလို့ရှိရင်ကျွန်တော်ဒါကို audio file လေးနားထောင်ပြီးတော့မှအဖြေတွေကို check လုပ်မှာဖြစ်ပါတယ်ဒါဆိုဒီကျွန်တော်တွေ audio လေးကိုနားထောင်ကြည့်အောင် Track 11. Exercise 3C. Listen and check your answers. 1. A washing machine is a home appliance, used to wash the laundry. 2. A dishwasher is a machine, used to clean cooking utensils and dishes. 3. A vacuum cleaner is a device, used to remove dirt from floors and other surfaces. 4. A refrigerator is a kitchen appliance, used to store food and drinks at a cool temperature. 5. A freezer is a large piece of electrical equipment, in which food is kept frozen at a low temperature. ဒါဆို audio ရချင်လို့ထွက်လာတဲ့ဒီအဖြေတွေပေါ့နော်အဲ့တော့ wish order သုံးတာချင်လို့ washing machine ပကံနေချက်ပြုတ်တဲ့ပစ္စည်းတွေနဲ့ပကံတွေကိုဆေးဖို့အတွက်သုံးတာကြတော့ dishwasher ကျန်းမြင့်နေနဲ့တန်ရှင်းလုပ်တာကိုအမိုက်တွေဖယ်ရှားတာကိုသုံးတဲ့ပစ္စည်းက vacuum cleaner အစားအသောက်တွေကို cool temperature မှာထားတာက refrigerator အဲ့တော့ frozen လုပ်ထားတာကကြတော့ freezer ဒါဆိုရမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်လေ့ကျင့်ခန်းတစ်ခုဆက်သွားရအောင် Number 4 impress ask and answer the question ဒါကကျွန်တော်နှစ်ယောက်တွဲပေါ့နော်နှစ်ယောက်တွဲမေးရမှာဒါက speaking လေ့ကျင့်ခန်းလေးဖြစ်ပါတယ် Number 1 what electrical device or devices do you have at home အဲ့တော့ကျွန်တော် device မှာ s လေးကိုခဏကွန်မန့်ထည့်ထားတစ်ခုပဲလည်းဖြစ်နိုင်တယ်တစ်ခုထပ်ပို့ရလည်းဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုမျိုး yes ပစ္စည်းတွေကနင်းစီမှာနင်တို့အိမ်မှာရှိလေတဲ့ဥပမာအဖြစ်ဆိုလို့ရှိရင် I have a refrigerator ဘာကမှရေခဲတက်တာတစ်ခုရှိရပေါ့what do you use it or use them တစ်ခုလည်းရှိရတဲ့သူတွေဆိုတော့ use it ပေါ့တစ်ခုထပ်ပို့တယ်ဆိုလို့ရှိရင် use them for အဲ့တော့ဘာလို့ဖို့သုံးတာလဲအဲ့ဒါကိုအဲ့တော့ပြန်ဖြေလို့ I use it to store meat and vegetables at a cool temperature တော့ငါအသားရည်နဲ့ဟင်းသီးဟင်းရွက်တွေကိုအေးအောင်တင်ထားတာပေါ့တင်တဲ့နေရာမှာတင်ဖို့အတွက်သုံးတယ်ပေါ့နော်အဲ့တော့ထပ်မိမယ် number 3က what electrical device or devices do you want to have အဲ့တော့နေခုမှမရှိသေးတာအဲ့တော့ဘယ်လိုမျိုးပစ္စည်းတွေကိုနေလိုချင်လဲပြီးတော့ why ဘာလို့လိုချင်တာလဲteacher solution I want to have a coffee maker because I love coffee and coffee from coffee maker tastes very nice ပေါ့နော်အဲ့တော့ coffee maker လိုချင်တယ်ဘယ်လိုလဲဆိုတော့ coffee maker ကနေပြီးတော့မှ coffee တောက်ရတာကိုကြိုက်တယ် coffee ကိုကြိုက်တယ် coffee maker နဲ့ဖြော်တဲ့ coffee ကအရသာရန်ကောင်းတယ်ပေါ့နော်အဲ့တော့ဒါကချက်က example ပြပြထားတာအဲ့တော့အဲ့လိုမျိုးဖြေဖို့အတွက်ဆိုလို့ရှိရင်အသုံးရမယ် useful language တွေအဲ့တော့ဘယ်လိုမျိုးတွေအသုံးပြဖြေလို့ရလဲဆိုရင် I use it for ဆိုလို့ရှိရင်ကျွန်တော်နောက်ကနေ ing နဲ့လိုက်တယ်ပေါ့သုံးတယ်ပေါ့နော်အဲ့တော့ချက်က for example ကိုက rice cooker ရှိရဆိုလို့ရှိရင် I use it for cooking rice ထမင်းချက်ဖို့သုံးတယ်ပေါ့ဒါမှမဟုတ်လို့ရှိရင် to နဲ့သုံးရင် I use to ဆိုလို့ရှိရင်နောက်က verb infinitive လိုက်တယ်ဆိုတော့လို့ပေါ့ I use it to store ဒါမှမဟုတ်လို့ရှိရင် I use it to make coffee maker ရှိရလို့ to make coffee လို့မျိုးသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းနေအဲ့ဟာဘာလို့သုံးတာလဲဘာလို့ချင်တာလဲပေါ့ဘာလို့ချင်တာလဲဆိုလို့ရှိရင်ကိုလိုချင်တာကိုပြောလိုက်တယ်ပြောလို့ရှိရင်ဘာလို့လဲလိုချင်တဲ့အကြောင်းပြချက်ကအများကြီးရှိ it will be useful အသုံးဝင်တဲ့ convenient သုံးရတာအဆင်ပြေတယ် easy သုံးလို့လွယ်တယ်ဘာလို့ဖို့အတွက်လဲ to for example ကိုက microwave oven လိုချင်တယ်ဆိုလို့ရှိရင် it will be easy to warm food before eating အစားတွေကိုမစားခင်မှာပြန်ပြီးတော့နှွေးရတာလွယ်လိမ့်မယ်ဟုတ်တယ်လေကျွန်တော်အစားကိုပြန်နှွေးလို့ရှိရင်မှgas မီးဖို့နဲ့နှွေးရတာနဲ့gas မီးဖို့တွေပါနဲ့နှွေးလို့ရှိရင်တချို့တွေကအိုးတွေပါပြန်စီရသေးရလေเนาะအဲ့တော့ microwave oven လေးရှိရဆိုလို့ရှိရင်ပကံလေးအတိုင်းပဲ oven လေးထည့်ပြီးတော့နှွေးလိုက်လို့ရှိရင်ပိုပြီးတော့မြင်တာပေါ့เนาะဒါမှမဟုတ်လို့ရှိရင်လည်းတစ်ချက်ဖြေထားလို့ because I don't want to တခုခုမဖြစ်ချင်လို့ပေါ့ကိုကအဲ့ဒါကြီးမရှိနေတော့လုံနေရတာအဆင်မပြေဘူးအဲ့ဒါလေးများရှိလိုက်လို့ရှိရင်ဘာများလုပ်ချင်တယ်ပေါ့ because I don't want to eat cold food အစားအသောက်တွေအေးတွေငါမစားချင်ဘူးနှွေးပြီးမှစားချင်တာမျိုး because I like because I don't like ဒါဆိုလို့ရှိရင် because I love coffee ပေါ့ဒီမှာဆိုလို့ရှိရင် microwave oven လိုချင်တဲ့သူဆိုလို့ရှိရင် because I don't like eating cold food အစားအသောက်အေးတွေစားတာမကြိုက်လို့ပေါ့နော်ဒါမျိုးလေးနဲ့ချေတို့ကဒါကချေတို့ example ဖြည့်ပြထားလေးပါကိုကဒါကိုစဉ်းစားပြီးတော့စာကြောင်းလေးကိုချေကရေးကြည့်စေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါလေးတွေက
တရားနဲ့အပြန်အလှန်ပြောရတယ် speaking exercise လေးဆိုပေမဲ့အချိန်မရလို့မပြောပြတာမျိုးကိုနဲ့ partner မရှိလို့မပြောပြဘူးဆိုရင်တော့မှကိုယ့်ဘာသာကိုဒါလေးတွေကို writing လေ့ကျင့်တဲ့အနေနဲ့ simple sentence လေးနဲ့သုံးပြီးတော့ရေးကျင်လို့ရပါတယ်ဒီလိုမျိုးရေးကျင်ခြင်းအပြင်ဒီ usage တွေကိုလည်းတည်သွားမယ် vocab ကိုမှရှိရဲ့ vocab တွေကိုလည်းကိုကပြန်ပြီးတော့အသုံးချပေးတာဖြစ်သွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျတော့ဒီသင်ခန်းစာရဲ့ unit 8 lesson 1ကတော့ဒီလောက်ပါပဲနောက်သင်ခန်းစာရေးမှာဒီချိန်တူပြန်တွေ့မယ်နော်အားလုံးတတန်း